ကမ္ဘာဈေးအကြီးဆုံးကားများနံပါတ်1 Rolls-Royce Laros Noir Droite ဒီကားဟာကမ္ဘာဈေးအကြီးဆုံးကားအဖြစ်လက်ရှိမှာစံချိန်တင်ထားပါတယ်ကားရဲ့တန်ဖိုးကတော့အမေရိကန်ဒေါ်လာတန်30ဝန်းကျင်ရှိပါတယ် Rolls-Royce ဟာဒီ Droite စီးရီမှာစုစုပေါင်း၄စီးသာထုတ်လုပ်ဖို့စီစဉ်ထားပြီးတော့တစည်းချင်းစီကိုဝယ်ယူသူရဲ့စိတ်ကြိုက်ပုံစံတီးတန့်ဖန်တီးပေးတာဖြစ်ပါတယ်အခုဒီကားကတော့ထို၄စီးထဲကပထမဦးဆုံးထွက်ရှိလာတဲ့ကားပဲဖြစ်ပြီးတော့ကားရဲ့အယောင်ကိုနှင်းစီနဲ့ရဲ့အယောင်ကိုအခြေခံပြီးတော့ထုတ်လုပ်ထားတယ်လို့လည်းသိရပါတယ်နံပါတ်2 Rolls-Royce Boaty ဒီကားဟာအပျော်စီးသင်္ဘောတစ်စီးရဲ့ပုံစံကိုအတူယူပြီးထုတ်လုပ်ထားတာဖြစ်ပြီးတော့ကားရဲ့တန်ဖိုးကတော့အမေရိကန်ဒေါ်လာ28တန်ဝန်းကျင်မှာရှိပါတယ်ဒီကားဟာကမ္ဘာပေါ်မှာ3စီးသာထုတ်လုပ်ထားပြီးတော့ထူးခြားချက်ကကားရဲ့အနောက်ပိုင်းမှာ hosting suite လို့ခေါ်တဲ့အစိတ်ပိုင်းတစ်ခုပါဝင်ပြီးခလုတ်နှိပ်လိုက်ရုံနဲ့လိပ်ပြတောင်ပန်လုံးပွင့်လာပြီးတော့ထီခုံဝိုင်ပလင်းနဲ့ဇိမ်ခံပစ္စည်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်ကားတစ်စီးချင်းစီကိုဝယ်သူရဲ့စိတ်တိုင်းကျပြုလုပ်ထားတာကြောင့်အလွန်ရှားပါပြီးတန်ဖိုးကြီးတဲ့ကားဖြစ်ပါတယ်နံပါတ်3 Bugatti Lavatu Noir ဒီကားကတော့ Bugatti ကုမ္ပဏီရဲ့နှစ်130ပြည့်အထိမ်းအမှတ်အဖြစ်တီးတန့်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ American Dollar 18တန်ဝန်းကျင်တန်ကြေးရှိပါတယ်ဒီကားဟာကမ္ဘာပေါ်မှာတစ်စီးတည်းသာရှိပြီးတော့ကားရဲ့နောက်မှာအိမ်စော6လုံးပါတာကကားရဲ့ထူးခြားချက်ဖြစ်ပါတယ်ရှားပါလုံးနဲ့ကားဖြစ်လို့ဝယ်ယူသူရဲ့နာမည်ကိုကုမ္ပဏီဘက်ကတရားဝင်ဖော်ပြထားခြင်းမရှိဘူးလို့လည်းသိရပါတယ်နံပါတ်4 Pagani Haya Codalonga ဒီကားကိုအီတလီကားကုမ္ပဏီ Pagani က1960ပြည့်နှစ်တွေကပြိုင်ကားတွေရဲ့ဒီဇိုင်းကိုပြန်လည်အသက်သွင်းထားတယ်လို့သိရပါတယ်။ကားရဲ့တန်ဖိုးကတော့အမေရိကန်ဒေါ်လာ9.4 သန်းခန့်ရှိပြီးတော့တစ်ကမ္ဘာလုံးမှာ9စီးပဲထုတ်လုပ်ထားပါတယ်။အစီးရေ9စီးပဲထုတ်လုပ်ခဲ့ပေမဲ့ရောင်းချမယ်လို့ကြေညာလိုက်ကြတဲ့ကကားအားလုံးဟာကြိုတင်ရောင်းချပြီးသားဖြစ်သွားတယ်လို့လည်းသိရပါတယ်။နံပါတ်5 Bugatti Mistral ဒီကားဟာ Bugatti ရဲ့နာမည်ကျော် W60 engine ကိုနောက်ဆုံးအကြိမ်အသုံးပြုထားတဲ့ကားမျိုးစားဖြစ်ပြီးတော့ခန့်မှန်းခြေအမေရိကန်ဒေါ်လာ9တန်းဝန်းကျင်ရှိပါတယ်။ကမ္ဘာအမြန်ဆုံးလေဟာပြင်ကားဖြစ်လာဖို့ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီးတော့ကားဒီဇိုင်းဟာရှေ့မီဒီတွေကအစအလွန်ဆန်းသစ်ပြီးကမ္ဘာပေါ်မှာအစီးရေ69စီးသာထုတ်လုပ်ထားတယ်လို့လည်းသိရပါတယ်။ဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ကားတွေကတော့ကမ္ဘာဈေးအကြီးဆုံးကား9စီးပဲဖြစ်ပါတယ်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။